ဝရဲ့မုန်တိုင်းတွေကိုဘလို့ကြော်ဖြတ်မှလဲမင်္ဂလာပါဓမ္မမိတ်ဆွေတို့ရဲ့ဘဝမှာမုန်တိုင်းထန်တဲ့အချိန်တွေရောက်လာရင်ကျွန်တော်တို့ဘာလို့ကြမှလဲစီးပွားရေးတွေပျက်စီးတာချီရသူတွေကိုရှုံးတာဒါမှမဟုတ်ဘဝမှာမဆက်လို့ရမှန်းမတိတော့တဲ့အမောင်ထုတွေပေါ့ဓမ္မကျမ်းစာထဲမှာရှင်မတေခရစ်ဝင်ခန်းကြီးရှင်ပိုင်းငယ်26မှာတပည့်တော်တွေဟာလည်းအဲ့ဒီလိုပဲပင်လေထဲမှာကြောက်လန့်တကြားအော်ဟစ်နေကြပါတယ်အဲ့ဒီအချိန်မှာယေရှုခရစ်တော်ကသူတို့ကိုမေးခဲ့တာရှိတယ်ယုံကြည်အားနည်းတော့သူတို့အဖေးကြောင့်ကြောက်ကြတဲ့ဒီနေ့ကျွန်တော်တို့လည်းကိုပြန်မေးကြည့်ရအောင်ငါဘာလို့ဒီတော့တောင်ကြောက်နေရတာလဲအဖြေကတော့ကျွန်တော်တို့ဟာမုန်တိုင်းကိုပဲကြီးနေမိပြီးလေပေါ်မှာအတူရှိနေတဲ့ယေရှုကိုမင်းနေလို့ပဲဖြစ်ပါတယ်။ဒါကြောင့်တတိပြုရမှာကမုန်တိုင်းတဲ့ပူကြီးမြတ်တဲ့ဘုရားသခင်ဟာတင့်အနားမှာရှိနေတယ်ဆိုရင်ဘယ်မုန်တိုင်းကမှတင့်လေကိုနှိမ့်မြုပ်အောင်မလုပ်နိုင်ပါဘူး။မုန်တိုင်းကပြင်းထန်နေရင်ပြင်းထန်နေမယ်။ဒါပေမဲ့တင့်ဘဝရဲ့အချုပ်အခြာအာဏာဟာမုန်တိုင်းလက်ထဲမှာမဟုတ်ပဲဘုရားသခင်ရဲ့လက်တော်ထဲမှာရှိနေတာပါယေရှုဖျားကလေနဲ့ပင်တွေကိုတခွန်းထင်းနဲ့ညီသက်စေနိုင်တယ်လို့တင်းပွားရဲ့ရှုပ်ထွေးမှုတွေကိုလည်းရင်အေးသွားအောင်လုပ်ပေးနိုင်ပါတယ်ဒါကြောင့်မိတ်ဆွေမုန်တိုင်းကိုမကြည့်ပါနဲ့တော့မုန်တိုင်းကိုအမိန့်ပေးနိုင်တဲ့ယေရှုကိုပဲကြည့်ပြီးကိုးစားလိုက်ပါမိတ်ဆွေဟာယေရှုဖျားကိုမတည်တည်ဘူးဆိုရင်မိတ်ဆွေရဲ့အခက်အခဲတွေကိုပြောပြရင်အစာပြုလိုက်ပါ